Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်တော့ကျွန်တော်တို့တွေရက်60စောက်စရာမလိုပဲနဲ့ Facebook နာမည်ဘယ်လိုချင်းရမှာလဲဆိုတာနဲ့ပတ်သက်တဲ့ဗီဒီယိုသင်ခန်းစာလေးပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့တွေစလိုက်ရအောင်နော်Okay ကျွန်တော်ပထမဦးဆုံးအနေနဲ့ကိုရိုင်းအင်တာနက်ကိုဖိပြီးမှ Facebook ထဲဝင်လိုက်ပေါ့နော်ဝင်ပြီးပါလို့ရှိရင်တော့ဒီတောက်မှာတွေ့ရတယ်ကျွန်တော်အလိုင်း3လိုင်းထဲကိုဝင်ပြီးမှအောက်နည်းနည်းဆွဲချမှာပေါ့နော် Okay ကျွန်တော်အဲ့လိုအောက်နည်းနည်းဆွဲချပြီးလို့ရှိရင်တော့ဒီနေရာမှာ setting နဲ့ privacy ဆိုတာရှိတယ်အဲ့ဒီကောင်လေးကိုဝင်မယ်ဝင်ပြီးပါလို့ရှိရင်တော့ဒီနေရာမှာပြထားတဲ့ setting ဆိုတဲ့နေရာဝင်မယ်ဝင်ပြီးဒီအပေါ်ဆုံးတောင်းတာမှာရှိတဲ့နော် personal details ဆိုတာရှိတယ်အဲ့ဒီကောင်လေးထဲကိုကျွန်တော်ဝင်မှာပေါ့နော် Okay ဝင်ပြီးသွားလို့ရှိရင်တော့ဒီ profile ဆိုတဲ့နေရာလေးထဲကိုကျွန်တော်ဝင်ရမှာဖြစ်တာပေါ့နော် Okay ကျွန်တော်အဲ့လိုဝင်ပြီးသွားလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့ Facebook မှာနာမည်ချိန်မှာဖြစ်တဲ့အတွက်ကျွန်တော် Facebook ကိုရေးမှာပေါ့နော် Okay ကျွန်တော်အဲ့လိုရေးပြီးသွားလို့ရှိရင်တော့ကျွန်တော် name ဆိုတဲ့နေရာလေးကိုကျွန်တော်တွေ့ရမှာဖြစ်တယ်အဲ့ဒီကောင်လေးထဲကိုကျွန်တော်ဝင်လိုက်မယ်နော်Okay ကျွန်တော်အဲ့လိုနှိပ်ပြီးသွားလို့ရှိရင်တော့ဒီနေရာမှာကိုကြိုက်တဲ့နာမည်ကိုထားရမှာပေါ့เนาะ Okay ကျွန်တော်ဒီနေရာမှာကိုစိတ်ကြိုက်ကိုဘာထားချင်လဲအဲ့ဒီကောင်နာမည်ကိုကျွန်တော်ထားရမှာပေါ့เนาะအဲ့လိုထားပြီးလို့ရှိရင်တော့အောက်ကအပြရောင်เนาะခလုတ်လေးကိုကျွန်တော်နှိပ်ရမှာပေါ့เนาะ Okay ကျွန်တော်အဲ့လိုနှိပ်ပြီးသွားလို့ရှိရင်တော့ဒီနေရာမှာ Facebook ကသူ့ဟာသူနာမည်လေးပေးတယ်ကိုပြောင်းထားတဲ့နာမည်ကိုလည်းဒါပြပေးတာပေါ့เนาะကျွန်တော်တို့ကကိုပြောင်းထားတဲ့နာမည်ကိုပဲရွေးပြီးမှအောက်ကကျွန်တော် save change ဆိုတာရှိတယ်အဲ့ဒီကောင်လေးကိုကျွန်တော်နှိပ်ရမှာဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ Facebook နာမည် change တာเนาะဘယ်လောက်မှမကြောက်ဘူး10မိနစ်အတွင်းကျွန်တော်တို့ successfully ပြပြီပေါ့เนาะကျွန်တော်ပြောင်းတက်သွားပြီဒါဆိုရင်ကျွန်တော်တင်ပေးလိုက်တဲ့ဗီဒီယိုလေးကဒီလောက်ပါပဲเนาะအကယ်လို့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်းဗီဒီယိုလေးကို like လုပ်ပြီးမှ channel လေးကို subscribe လုပ်ထားပြီးဖို့အတွက်မမေ့ကြပါနဲ့လို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye